တကယ်တော့အမေပိုက်တဲ့မှာမင်းတို့ငါတို့ရောက်နေစဉ်ကတည်းကငါတို့ရဲ့ရှေ့ရေးကိုကြိုတင်စဉ်းစားနေတာအဖေနော်အိမ်ပြန်လာတဲ့အခါငါတို့အိပ်ပျော်နေတဲ့အချိန်ငါတို့မသိအောင်နဖူးလေးကိုခိုးပြီးနမ်းတတ်တာအဖေအရက်ဆိုင်မှာတငယ်ချင်းတွေနဲ့ဘလို့ပဲအရက်တောက်ခေါက်ဆွဲကြော်တထုပ်မှားတာဘသူ့အတွက်လဲဆိုရင်သားသမီးတွေစားဖို့ပေါ့နင်ထားကြီးဘလောက်ပဲတင်းနေပဲပြောသားများသမီးများနေမကောင်းရင်ခြေမကန်ပြီးလက်မကန်ပြီးဖြစ်ပြီးသူ့ရဲ့ရင်ထဲကတောကကိုဟန်ဆောင်လို့လောကတွေကိုထွက်ဟောဒီသားသမီးစေကုဘိုးလေးရဖို့သူ့မှာရှိတဲ့မာနတွေကိုခွာချလို့အလုတ်ရှင်အောင်မှာခေါင်းငုံပြီးငွေရအောင်ရှာပေးတာအဖေနော်အဖေကယောက်ျားတစ်ယောက်ပါမာနရှိပေမဲ့သူ့မာနကိုခွာချတာမင်းတို့ငါတို့ချစ်လွန်းလို့အဖေကလည်းအမေနဲ့အတူကျေးဇူးရှိတယ်တရသီးခူးကျွေးတဲ့တရသီးခွဲကျွေးတဲ့အမေကိုချစ်တတ်တယ်လို့မိုးရဲလေထဲမှာတရက်ပင်ကိုအေးမိခံစိုက်ပေးတဲ့အဖေကိုလည်းချစ်တတ်ဖို့လိုတယ်